အားလုံးမင်္ဂလာပါဟုတ်ကဲ့ဒီနေ့ပေါ့နော်ရဲ90နော်တခွားမွေးအပင်လေးနော်အဲ့မှာအသီးတွေကနော်အားလုံးထွက်ကုန်ပြီနော်အသီးတွေကတော်တော်ကြီးလာနေပြီပေါ့နော်ဒါရဲ90အချိန်ကြာတဲ့နောက်ပိုင်းမှာပေါ့နော်ကျွန်တော်နည်းနည်းတော့ပြချင်တယ်နော်ဒီတခွားမွေးပင်ကကျွန်တော်စိုက်ထားတာ2မျိုးအမျိုးအစားရှိရပေါ့နော်နော်ပထမအမျိုးကြတော့သူကဒီอ่ะနော်သူရဲ့အကွက်လေးရှိရနော်ဒါတစ်မျိုးဒါမျိုးစားတစ်မျိုးပေါ့နော်နောက်ပြီးတော့ဒီဘက်မှာအဲ့မှာသူကအကွက်မရှိဘူးနော်စိတ်ဝါလေးနော်ဒီထဲမှာကျတော့သူကရွှေရောင်ဖြစ်ရနော်သူရဲ့သားနော်ဒါနှမျိုးနော်နှမျိုးအပင်စားအမျိုးနှမျိုးအစားနော်စိုက်ထားနေတာပြပါတယ်နော်သူကရဲ90သားဆိုတော့သူကအချိန်တော့တန့်လာနေပြီပေါ့နော်နောက်ဟိုစားတပတ်လောက်ဆိုနော်ခူးစားလို့ရပြီနော်ဒါဒီအတီးอ่ะနော်အတီးတိတ်မကြီးဘူးနော်ကျွန်တော်စိုက်ထားတိတ်အတီးမကြီးအမှန်ဆိုလို့ရှိရင်တော့ဒီထက်ကြီးရမယ်နော်ဒါကျွန်တော်ဝဲတွေနော်ပေးတာနဲနေလို့ပေါ့နော်ဟုတ်တယ်အဲ့ဒါကြတော့အဓိကနော်အဓိကတော့ဝဲတွေပါတယ်နော်ဟိုစားအများကြီးနော်ရှိဖို့လူနေပေါ့နော်အများကြီးထဲဖို့လူတယ်ဒါပေမဲ့များထိန်လည်းမကောင်းဘူးပေါ့နော်အပင်တွေတည်တတ်တယ်ပေါ့နော်ဟုတ်ပြီthấy đi video này